အိဆာတိယမဟိရိစီဂိုင်းတော်ကြီးအနှစ်သာရလောကီလောကုတ်တရားနှစ်ဖြာသောအကျိုးစီးပွားကိုဆောင်ရွက်တော်မူကြသောဝိဇ္ဇတုအရှင်မြတ်တို့၏လမ်းစဉ်သည်နှံ့နေခြင်းစမ်းကြယ်ခြင်းသာသနာတော်နှင့်တတ္တဝါအကျိုးကိုရှေးရှုခြင်းဟူသောဂုဏ်ရည်တို့နှင့်ပြည့်စုံပါれထိုထဲမှတေဝိဇ္ဇာအနာဂံယဟန္တာလမ်းစဉ်ဖြင့်ကြင့်ကြံအားထုတ်၍ထွက်ရမြန်းခဲ့ကြသောပေါ့ဆရာ69ပါးစီးရင်ဝင်အဘဆရာကြီးများဦးစီးတည်ထောင်တော်မူခဲ့သည့်အိဆာတိယမဟိရိစီဂိုင်းအကြောင်းကိုကြီးညိုပွားများနိုင်စေရန်မျှဝေတင်ဆက်လိုက်ပါရယ်ထွက်ရပေါက်မြောက်တော်မူသောဆရာကြီးများအဘလေးပေါ်ဤဂိုင်းတော်ကြီးကိုစိုးမိုးအုပ်ချုပ်တော်မူသောအဘဆရာကြီးများသည်တာမန်လူသားဘွားမှမြင့်မြတ်သောအရိယာဓမ္မဝိဇ္ဇတုဖြစ်သို့ကူးပြောင်းရောက်ရှိခဲ့သူများဖြစ်ကြပါれနံပါတ်1အဘဆရာဤ1982ခုနှစ်တွင်ပုဂံမြို့မကြီးတစစ်ဖျား၌ယဟန်ဝိဖြင့်သေခြင်းတရားကိုမပြဘဲခန္ဓာကိုယ်အတိုင်းတာပဂရိအတိုင်းဖြင့်အရှင်ထွက်ရပေါက်မြောက်တော်မူခဲ့ပါれနံပါတ်2အဘဆရာပြူ1283ခုနှစ်တွင်ပုဂံမြို့တစ်ဖက်ကမ်းတစ်ထောင်ရွာဖျားငါးစု၌တလတီတီသေခြင်းတရားပြကခန္ဓာကိုယ်ပြန်လဲသိမ့်ဆဲ၍အဘပွင့်၏အကူအညီဖြင့်ထွက်ရစခန်းပြီးမြောက်အောင်မြင်ခဲ့ပါれနံပါတ်3အဘဆရာပွင့်ဂိုင်းတော်ကိုတရားဝင်မှတ်ပုံတင်လေးမြင်းဆောင်1914ဖြင့်တီထောင်ခဲ့သူဂိုင်းကျုပ်ဆရာကြီးဖြစ်ပါれ1318ခုနှစ်စနေနေ့နေ့လေတနာရီချိန်တွင်ရန်ကုန်မြို့ဘားကရာပွဲယုံတန်းအမှတ်106နေအိမ်၌ခန္ဓာဆဲခဲ့သည်ထို့နောက်ပန်းတနော်ဆရာတော်ဦးဝါယမ၏ကူညီမှုဖြင့်ရွှေရကုံဇေရီတော်အားဦး3ချိန်တိုက်ခါတောင်စွန်းသို့ယထာဖြင့်ကြွားမြန်းခဲ့ပါသည်နေအိမ်တွင်9ရက်တထုံနယ်တောင်3လုံးဗဟိုတွင်38ရက်စုစုပေါင်း45ရက်ပြည့်သောအခါတစ်တာထဲမှရုပ်နံပြန်လေပေါင်းစည်းကထွက်ရစခန်းသို့ကြွာလန်းသွားခဲ့ပါသည်နံပါတ်4အဘဦးမြတ်ဆန်ရန်ကုန်မြို့ကြီးမနိုင်ထီရန်ဈေးလေး9လမ်းနေအိမ်တွင်9ရက်ကြံတော်တုတ်တန်ကူရဲ၌40ရက်စုစုပေါင်း45ရက်တွင်ရုပ်နံပေါင်းစည်းကထွက်ရစခန်းပြီးမြောက်ခဲ့ပြီးဂူတွင်း၌စိတ်ပရိထားရခဲ့ပါသည်အိဆာတိယမဟိရိစီအမီနာမ၏နတ်နဲသောအတိတ်ပဲဂိုင်းတော်၏အမီနာမကိုပါဠိရှစ်လုံးဖြင့်ဖွဲ့စည်းထားခြင်းမှာဂိုင်းဝင်အပေါင်းတို့သည်မဂ်ခင်၈ရက်အကျင့်မြတ်ကိုဝါများရမည်ဟုဆိုလိုခြင်းဖြစ်ပါれအိဆာအလိုရှိသမျှတရပြီးပြည့်စုံသည်မဟိရိကြီးသောတကိုးရှိသည်စေနှင်သည်အထူးသဖြင့်စေနှင်ခြင်းဟူသောစကားလုံး၌အတိတ်ပဲနှမျိုးပါဝင်ပါれသမုဒ္ဒိသစ္စာနေသူတစ်ပါးအကျိုး9ရက်သားသမီးများခံစားနေရသောရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာယောဂများအမောက်ပယောဂများနှင့်အစိတ်တောက်များကိုနှင်ထုတ်မောင်းထုတ်ပေးခြင်းပရမတ္တသစ္စာနေမိမိအကျိုးမိမိတန်တန်၌ကန့်ညိနေသောတက္ကာယတဏမာနဒိဋ္ဌိစာသောတရားစိုးများကိုခွာချနှင်ထုတ်ခြင်းဈေးတော်17ချက်၏ရည်ရွယ်ချက်ဂိုင်းတော်၏ပင်မသွေးကြောဖြစ်သောဈေးတော်17ချက်ကိုဦးကောင်းမှစ၍လက်ညှိုးလက်ဝါးထိထိုးနှံရခြင်းသည်တာမန်အကာအကွယ်တတ်မဟုတ်ပါလောက၌စရဘာသောမိပူတို့ကိုငြိမ်းအေးအောင်ဆောင်ရွက်နိုင်ရန်နှင့်သာသနာအကျိုးတရားတို့၏အကျိုးစီးပွားကိုစိတ်ချမ်းသာစွာဆောင်ရွက်နိုင်သောပို့ကိုယ်လူများဖြစ်လာစေရန်အဘဆရာကြီးများကမေတ္တာရှိထား၍စီရင်မှတ်တမ်းတင်ပေးခဲ့ခြင်းဖြစ်ပါれဂိုင်းကျုပ်ကြီး၏ဩဝါဒနှင့်လမ်းစဉ်ဤဂိုင်းတော်သည်အောက်လန်းအလယ်လန်းမဟုတ်အထက်ဂိုင်းစစ်ဖြစ်ပါれဗုဒ္ဓဝါဒနှင့်အညီတီလသမာဓိပညာသိက္ခာ3ရပ်ကိုအခြေခံပါれဂိုင်းဝင်များအနေဖြင့်ကိလေသာဝတ်ကမ္မဝတ်ဝိပါကဝတ္တိဟူသောဝိဆိုးကြီး3ပါးမှလွတ်မြောက်၍နိဗ္ဗာန်ရောက်စေနိုင်သည့်ဝိဇ္ဇာမျိုးစိတ်
စရဏမျိုးစေ့တို့ကိုစိုက်ပျိုးကြရမည်သာသနာတော်ကြီးစီပင်ပြန်ပွားရန်နှင့်ဇာရိတဗလာကြီးကောင်းမွန်ခိုင်ခန့်စေရန်ကြိုးပမ်းရမည်ကမ္ဘာငြိမ်းချမ်းရေးကိုရှေးရှု၍မေတ္တာတရားများကိုကမ္ဘာအနှံ့ပွားများကြရမည်ထို့ကြောင့်အိဆာတိယမဟိရိစီဂိုင်းတော်သည်တကောအိဒီဘတ်ကိုသာဦးစားပေးသည်မဟုတ်ပဲတန်တရားဝစ်စင်းရဲမှလွတ်မြောက်ရေးနှင့်လောကကောင်းကျိုးကိုပါဦးထိပ်ထားသောသူတော်ကောင်းလမ်းစဉ်သာဖြစ်ပါကြောင်းစေတနာကောင်းနှင့်ရေးသားပူဇော်အပ်ပါれစာဖတ်ရှုသူပေါင်းဘေးရန်ခတ်သိမ်းငြိမ်းအေးကြပါစေအိဆာတိယမဟိရိစီဝိဇာစရဏဇောတိနောတဗ္ဗတိရိပရာဏိနတမောဂါတံကရွန်တုမေနာယကဆရာကြီးဦးစိုးတန်းဤသားရပြည့်ဆရာဖုံးတေစာဂမ်မီယမျက်ရှင်